Hello everyone ဒီနေ့ကြည်စင်ဆရာမမီမောင်မတိတူဖော်စာအင်္ဂလိပ်စကားနဲ့တတိမှားမယ်စာအုပ်နှစ်အုပ်ကနေမှားတဲ့စကားလုံးလေးနှလုံးနဲ့စာကြောင်းလေးနှစ်ကြောင်းကိုရှင်းပြပေးပါမယ်ဒီစာအုပ်လေးဒီကတော့ကြည်စင်ဝင်တာမဟုတ်ပါဘူး2022ခုနှစ်တုန်းကFacebook မှာကြပြလေးလားမသိဘူး English ကြပြလေးလားမသိဘူး comment မှာဝင်ပြန်ကြတာလူတွေအများကြီးပဲဒီမှာ Casey ကဆူရတဲ့အနေနဲ့ဆရာနဲ့လက်ဆောင်ပို့ပေးတာပါဆရာလက်မှတ်လေးပါဟုတ်မြင်ရအောင်ဒီမှာတော့ဒီရှင်းပြပေးခြင်းနဲ့စာကြောင်းလေးနှစ်ကြောင်းကတော့စာအုပ်ထဲကမတိတူဖော်စာအင်္ဂလိပ်စကားစာအုပ်ထဲ6ပါနော်အဲ့မှာဆရာရှင်းပြထားတဲ့MASSAGE နဲ့ MESSAGE ရဲ့ကွဲပြားပုံလေးကိုဆရာကရှင်းပြပေးထားပါတယ်။အတန်ဘယ်လိုထွက်လဲဆိုတာဒီနားထောင်ကြည့်ကြရအောင်။ဒါလေးက massage A နဲ့ကကြတော့ massage 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 message 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 အဲ့ဒါကိုသတိထားပါစာရေးတဲ့အခါကြရင်တဲ့စာလုံးပေါင်းကတူတယ် MA နဲ့ ME နဲ့ပဲကွာတာအဲ့ဒါကို MASSAGE ကို massage လို့အတန်ထွက်ပြီးတော့မြန်မာတော်တော်များများကတော့ massage လို့အတန်ထွက်ကြတယ်သူရဲ့အဓိပ္ပာယ်ကနှိမ့်နေပြီးတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ Facebook ပေါ်မှာလေစာရေးပါပို့တာအဲ့ဒါကိုကြတော့ MESSAGE message တည်င်းအမှားစကားမှားချချက်လို့အဓိပ္ပာယ်ရနော်အဲ့ဒါတင်ငယ်ချင်းတွေပါတယ်ရှီကိုစာပို့တာအဲ့ဒါဆိုတော့ MA နဲ့ဆိုရင် MASSAGE massage A နဲ့ဆိုရင်သူကနှိမ့်နေပြီးသူအဓိပ္ပာယ်ရတယ် MESSAGE နဲ့ဆိုရင်သူကတည်င်းအမှားစကားမှားချချက် Facebook မှာသုံးတဲ့ Messenger မှာစာပို့တဲ့စာတွေကိုပြောတာဒါကြောင့်မို့တင်ငယ်ချင်းရှိဖို့က MASSAGE massage လို့မှတတိပြုပါတယ်ဥပမာ I am waiting for your ပို့ပြောသိချင်တဲ့ဆိုရင်ဆရာစာအုပ်လေးကိုဖတ်ကြည့်လို့ရပါတယ်မတိတူဖော်စာအင်္ဂလိပ်စကားပါနောက်တစ်ခုကကျတော့ share page နာကဒီစာကြောင်းလေးပါ meet an accident နဲ့ meet an accident နဲ့ meet with an accident ဘာကွာလဲဆိုတော့ WITH with ပါတာနဲ့မပါတာသူကပြောထားတယ်စာကြောင်းလေးကတူတယ်ဒါပေမဲ့အဓိပ္ပာယ်ကွဲတယ်တဲ့မတော်တဆရင်တိုင်မှုဖြစ်တဲ့အခါမှာပြောတဲ့အခါမှာ I met a car accident ပြောနိုင်တယ်လို့ I met with the car accident လို့လည်းပြောနိုင်လေတဲ့အဓိပ္ပာယ်ချင်းမတူပါဘူးတဲ့ပထမတစ်ချောင်းမှာဆိုရင် I met a car accident ဆိုတာက with မပါတဲ့စကားလုံးပထမဆုံးတစ်လုံးကကြတော့သူကဘာကိုပြောရလဲဆိုရင်ဒီကရင်တိုက်မှုကိုမြင်ုံပဲမြင်တာကိုမပါခဲ့ဘူးလို့ပြောတာပါဒါကရင်တိုက်မှုမြင်မဲမြင်တာကိုမပါဘူးဒါပေမဲ့ with ပါတဲ့ဟာကို I met with an accident မှာဆိုရင်မတော်တဆရင်တိုက်မှုမှာဆိုရင်ကိုပါပြီးတော့အနာတရရခဲ့တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာလေးကိုရေးပြထားပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲမှားတဲ့စကားလုံးအားလေးလည်းဆိုရင်နော် massage message meet and car meet an accident meet with an accident bye bye thank you